ဘုရားရဲ့မျက်မှောက်တော်ကိုထုခံစားမယ်လို့ယုံကြည်တယ်ဒီနေ့မှာကျွန်တော်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကတော့ချီးမွမ်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေကျွန်တော်သွားချင်တာဖြစ်တယ်တရားချုပ်အခန်းကြီး23အပိုက်ငယ်3ကနေ9လောက်ထိသွားချင်ပါတယ်တရားချုပ်အခန်းကြီး23အပိုက်ငယ်3ကနေ9လောက်ထိသွားချင်ပါတယ်တွေ့တူတကွဖတ်ကြည့်အောင်တင်းနဲ့တော့လေဝိသားတို့တွင်အသက်30လူ၍စည်ရင်ဝင်သောယောက်ျားပေါင်းကထိုသူတို့တွင်24,000တို့သည်ထောင်ရာဖျား၏အိမ်တော်အမှုကိုဆောင်ရွက်ရကြ၏6,000တို့သည်အရာရှိတရားသူကြီးလောက်ရကြ၏4,000တို့သည်တကားကိုဆောင်ရကြ၏4,000တို့သည်ထောင်ရဖျား၏ဂုဏ်တော်ကိုချီးမွမ်းရကြ၏အာမင်အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ဖတ်ကြားသွားတဲ့အရောက်ချင်းစီတိုင်းဖျားကောင်းချီးပေးပါစေအချိန်တိုင်းအတွက်ခဏလောက်စက္ကန့်အနံ့ခြင်းပါတယ်ကောင်းမြတ်တဲ့အဖအချိန်တိုင်းကောင်းကိုပြင်ဆင်ပေးခြင်းအတွက်ယေရှုတင်တယ်ဒီနေရာမှာရောက်လာတဲ့မိသားစုညီကိုမောင်နှမအတွက်အားလုံးအတွက်အထူးကောင်းကြီးဖြစ်စေမဲ့နှုတ်ကပတ်တော်ဖြစ်စေပါနှုတ်ကပတ်တော်ရဲ့အရှင်ကတန်ရှင်သောဝိညာဉ်တော်ဘုရားကိုရောပဲဖြစ်ပါတယ်ကိုရောပဲဥဆောင်ပါကိုရောပဲဝင်ငါပါကိုရောပဲအလုံးလုံးပါကိုရောပဲစကားပြောပါခေါ်ယူနောက်ဆက်မဲ့စာရန်ရဲ့လုပ်ရတဲ့အားလုံးကိုယေရှုနာမနဲ့ဖယ်ရှားတယ်အချိန်တိုင်းကိုလက်ဝဲမှာစက္ကန့်အနံ့မီနှုတ်ကပတ်တော်ကိုစပြုကြတဲ့အခါမှာတပိုက်တော်သားတော်သခင်ယေရှုခရစ်တော်၏နာမကိုအမိပြုလျက်ဆုတောင်းစက္ကန့်အနံ့လျက်အစပြုကြပါ၏မြတ်တော်ရှင်ပါအာမင်ဟုတ်ပြီကျွန်တော်နာမည်လေးကိုမိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်နာမည်ငြိမ်းချမ်းလို့ခေါ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဘယ်သူလဲဆိုတာသိဖို့တဲ့ဒီနေရာမှာဟလာကျွန်တော်တို့ကိုယ်ကွယ်နေတဲ့ဘုရားကဘယ်သူလဲဆိုတာပို့ပြီးသိတာပို့ကောင်းပါတယ်เนาะအဲ့တော့ဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပဲကျွန်တော်များများပြောသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာမှာကျမ်းစာကလေဝိသားဘာသားတယ်လဲဗျာလေဝိသားဘုရားရဲ့အမှုတော်အတွက်ခွဲခတ်မှတ်သားခြင်းခံရတဲ့လူတွေမှာစုစုပေါင်းဘယ်လောက်ရှိလဲဗျာ38,000ရှိတယ်အဲ့ဒီထဲမှာတဲ့အပိုက်ငယ်လေးမှာ24,000တို့သည်ထောင်ရာဖျားဤအိမ်တော်အမှုကိုဆောင်ရွက်ရကြ။ဒါဆိုရင်အဲ့ဒီကာလရဲ့တဲတော်မှာဗိမာန်တော်မှာဖခင်ရဲ့အမှုတော်နဲ့ပတ်သက်ပြီးတော့မှအလုံးလုံးနေတဲ့လူဘယ်လောက်ရှိလဲ24,000အဲ့ဒီ24,000ကအိမ်တော်ရဲ့အမှုကိုဆောင်ရွက်တယ်။ဟာလေလုယာ။ဟာလေလုယာ။အဲ့ဒီသူတို့ရဲ့ဒီချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့မှဆာငတ်ခြင်းတွေကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့မှဆာငတ်ခြင်းတွေဖခင်ရဲ့မျက်မှောက်တော်တွေနဲ့ပတ်သက်ပြီးတော့မှဒီလူတွေဘလောက်ဆာငတ်လဲဆိုတာကျမ်းစာမှာဂုဏ်ပြုထားတယ်ဟာလေလုယာရှေးဆောင်မှာဘုရားကျောင်းမဆန်တဲ့အထိချီးမွမ်းကိုးကွယ်ခြင်းနဲ့ပတ်သက်ရင်စိတ်အားကြီးတဲ့လူပေါင်းများစွာကျွန်တော်တို့မိုးကုံမြို့မှာဖြစ်လာရမယ်ဟာလေလုယာဒါလောက်ဆိုတော့ဒါဘာမှမဟုတ်သေးဘူးအရှက်နေတယ်ပြောကြည့်ပါအရှက်နေတယ်ဒီထက်မကဖြစ်လာရမယ်အာမင်အာမင်ဒါကြောင့်တနေ့မှာလူထောင်ကြီးခုနဆရာထန်ဆန်ပြောတယ်ဟာလားအောက်ဒေါ်တွေမှာဟိုးကျွန်တော်တို့ကံပေါင်းမှာရှိတဲ့မုံကွင်းတွေမှာလူတောင်းချီချီးမွမ်းဖို့ရအတွက်အစပြုတာကျွန်တော်တို့ဖြစ်တယ်ဟာလေလုယာအဲ့ဒီနေပေတဲ့ထိသွားဖို့ရတော့ကျွန်တော်ရဲ့အသက်တာတွေမှာစိတ်အားကြီးခြင်းတွေရှိရမယ်အဲ့တော့အပိုက်ငယ်ဟာလာငါးမှာ4,000တို့ဒီတကားဆောင်ရကြ၏နော်ပြီးတဲ့အခါမှာ4,000တို့ဒီဂုဏ်တော်ကိုချီးမွမ်းเสียဟာဒါဆိုတူရိယာတီးခတ်တဲ့လူဘယ်လောက်တောင်ရှိလဲ4,000ဟာလေလုယာအဲ့ဒီကာလမှာတဲတော်မှာအမှုတော်ဆောင်တာဒီလိုဆောင်ကြတာကျွန်တော်တို့ကတပတ်မှာတရက်ရောက်ဖို့အတွက်ကြိုးစားနေရတော့များနေတိုင်းတော့ဇာတိအရာတွေကိုစားကြပါတယ်တခါတလေမှာစိုက်မှာသွားစားတာမပါသေးဘူးတရက်အိမ်မှာ3 နတ်တော်ဆွဲကြတာပဲဂျားထဲမှာကျွန်တော်တို့လည်းကြုံရင်ကြုံသလိုစားနေကြတာပဲလက်ဖေးဆိုင်ထိုင်လိုက်ကော်ဖီဆိုင်ထိုင်လိုက်ဟိုလူနဲ့တွေ့ဟိုဟာထိုင်လိုက်ဒါပေမဲ့ဝိညာဉ်စာအတွက်ကြတော့ကျွန်တော်တို့ကအရှက်တင်းတိမ်ရောက်ရဲတက်ကြတာဘယ်ရလို့ပြောပါအောင်မယောင်ရဲပါနဲ့ပြန်ပြောပါအောင်မတင်းတိမ်ပါနဲ့ကျွန်တော်ယုံကြည်ပါတယ် MYF ကတပတ်တစ်ခါလောက်လဲအောင်မြင်ရမယ်ဟာလေလုယာ
ဘာကြောင့်လဲဖျားမျက်မှောက်တော်နဲ့ပတ်တိုင်စာငတ်နေလို့ဒီကိစ္စတွေကချမ်းစာထဲမှာပဲပြီးသွားရမယ်ကိစ္စမဟုတ်ဘဲနဲ့ဒီကာလအတွက်အဲ့ဒီဖျားရဲ့မျက်မှောက်တော်ဖျားရဲ့ဘုန်းတော်ဖျားကိုချီးမွမ်းကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးဒီကာလမှာကျွန်တော်တို့တွေလည်းပြန်လည်လှုပ်ဆောင်လို့ရသေးတယ်ဘုရားလူကိုပြောပါငါတို့လှုပ်ဆောင်လို့ရသေးတယ်ဟာလေလုယာတို့တွေပါတယ်မလားခုံကြီးရအောင်လို့ပြောရရင်အဲ့ဒါကအယံဝေးသွားပြီဝိညာဉ်ရေးရနဲ့ပတ်သက်လာရင်နိုင်ငံရေးတိုးတက်အောင်မြင်မှုတွေအားလုံးကလည်းဝိညာဉ်ရေးရနဲ့ချိတ်ဆက်နေတာနော်ခင်ဗျာအခုအာဖရိကမှာလူတွေထားနေပြီနိုးတောင်းမှုတွေရေးလဲထောင်းချီတောင်းချီကျွန်တော်တို့ရှိရာခြားသောဘာသာစကားပြောရင်ပြူပြည့်ချီတော့အဲ့တော့ကျွန်တော်ပြောချင်တဲ့အရာကဘာဖြစ်လဲဆိုတော့ဝိညာဉ်ရေးရအပိုင်းခြားမှာနောက်ကျလေမြင်တွေ့ရတဲ့နိုင်ငံမြို့ရွာနောက်ကျတယ်ဒါကြောင့်ကျွန်တော်တို့တွေဒီနေ့ကနေကျွန်တော်တို့ကပြောကြည့်ပါဦးနောက်ကျခြင်းတွေအဆုံးသတ်မယ်ဟာလေလုယာမကုတ်မြို့မှာလူအများကြီးရှိတဲ့နေရာမှာကျွန်တော်တို့ကဝိညာဉ်ရေးရမှာရှေ့ပြေးဖြစ်တယ်ဟာလေလုယာဒီနေရာမှာရှိနေတဲ့မိသားစုညီကောင်မောင်နှမတွေတင်းတင်းဝိညာဉ်ရေးရမှာရှေ့ပြေးဖြစ်တယ်ဟာလေလုယာရှေ့ရောက်နေတယ်အာမင်အာမင်ကျွန်တော်ကတကူတကလို့ယူရတင်းနဲ့ကျွန်တော်တဲ့ခုံချင်းမှာတော့နှဆိုးကြောက်တယ်တင်းနဲ့ကျွန်တော်တဲ့ခုံချင်းမှာတော့အနာရောဂါငြိမ်းတယ်ကျွန်တော်တို့အဲ့လိုပဲယုံကြည်တယ်ချီးမွမ်းတဲ့လူတိုင်းကအချိန်တိုင်းအတွက်စိတ်ချတယ်ပြောပါအောင်စိတ်ချတယ်ဟာလေလုယာအစင်ချီးမွမ်းနေတဲ့မိသားစုအတွက်စိတ်ချတယ်ကိုတာဒနာမင်းစထရီအတွက်စိတ်ချအနာဂတ်အတွက်စိတ်ချတယ်စိတ်ချတဲ့အတ္တတာဆိုတာကချီးမွမ်းခြင်းမရှိတဲ့လူရဲ့အတ္တတာတွေမှာတော့စိတ်ချမှုမရှိနိုင်ပါဘူးမိသားစုညီကောင်မတို့မှာဒါကြောင့်ကျွန်တော်20ခုမြောက်သောစာလံအပိုက်ငယ်ခွန်လေးကိုသွားချင်ပါတယ်အချို့တော့ဟာလေလုယာဒါဝိဒ်ကဒီမှာရှင်ဘုရင်ဖြစ်တဲ့အခါမှာရှင်ဘုရင်အတွက်ကတော့ယထာဘလောက်ပိုင်တယ်မြင်းဘလောက်ပိုင်တယ်သူတို့မှာစစ်သူအင်အားဘလောက်တောင်းတင်းတယ်ဆိုတော့ငါတို့ရဲ့အောင်မြင်ခြင်းကဒီကလာတယ်လို့ဝါကြွားတတ်တယ်ငါမှမြင်းတက်ဘလောက်ရှိတယ်ငါမှစင်တက်ဘလောက်ရှိတယ်ငါမှခြေတဲ့စစ်သူရဲ့ဘဏ္ဍထောင်ဘဏ္ဍတောင်ရှိတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှရှင်ဘုရင်တွေကဝါကြွားတတ်ကြဒါဝိဒ်ကတော့ငါမြင်းကိုလည်းမချီးမွမ်းဘူးအာမင်ယထာကိုလည်းမချီးမွမ်းဘူးတဲ့ငါအဲ့ဒီဖခင်ကိုပဲချီးမွမ်းမယ်ဟာလေလုယာရှင်းရှင်းလေးပဲငါရဲ့တတ်နိုင်ခြင်းကိုငါမချီးမွမ်းငါရဲ့လုံနိုင်ခြင်းကိုမချီးမွမ်းငါရှာနေတဲ့အောင်မြင်ခြင်းကအဲ့ဒီဖခင်ရှိကလာဟာလေလုယာဒီဖခင်ကိုမချီးမွမ်းနိုင်ကိုအရန်ထင်ကြီးလာလိမ့်မယ်မိသားစုညီကိုမောင်နှမတွေဖခင်ကိုမချီးမွမ်းတတ်တဲ့လူကကိုအရာဟုတ်ပြီထင်တာလောကကြီးမှာကျွန်တော်တို့တော်တဲ့လူအများကြီးပဲအများကြီးပဲဟောနိုင်ပြောနိုင်တဲ့လူတွေအများကြီးပဲလုံနိုင်ကိုင်နိုင်တဲ့လူတွေအများကြီးပဲဒါပေမဲ့ဂျေဇုတော်ကြောင့်ယနေ့ကျွန်တော်တို့တွေကအဲ့ဒီအမှုတော်တွေမှာရှိခွင့်ရတာအာမင်ဒါကြောင့်ဖခင်ကိုမြင်မချီးမွမ်းရင်တော့သင်ကိုချီးမွမ်းလေငါအရန်တော်တယ်ငါအရန်တတ်တယ်ဒါကြောင့်ဖခင်ကိုပဲမြင်ချီးမွမ်းတယ်လို့လို့ရအာမင်အောင်မြင်ခြင်းတွေရလာတဲ့အခါမှာလည်းဖခင်ကြောင့်ပဲဒါကြောင့်ဒါဝိဒ်ကလေသူတိုင်းပြည်ကိုစတင်ပြီးတိဆောက်တဲ့ကာလမှာသူဘာလုပ်လဲဆိုအဲ့ဒီချီးမွမ်းခြင်းကိုတိုင်းနိုင်ငံနဲ့ပြက်လဲသေးဆောင်ဟာလေလုယာရှင်ဘုရင်ဆိုတဲ့ဂုဏ်ဒရက်တင်တဲ့ပါဝါအာဏာတွေပြမယ်စာသူရင်ဆုံးဘာလုပ်လဲအဲ့ဒီချီးမွမ်းခြင်းကိုကိုယ့်ရဲ့တိုင်းနိုင်ငံတွေကိုပြက်လဲသေးဆောင်အဲ့လိုသေးဆောင်လာတဲ့အခါမှာယူဒာနဲ့ဗေယာမိန်ကဘာဖြစ်လာလဲဖောက်စီးလာတယ်သူနန္ဒကာဇာမှာတော့ဗေယာမိန်ရှောလူရဲ့အဖွဲ့တွေကနားမလည်နိုင်ခြင်းပေါင်းများစွာနဲ့တိုက်ခိုက်နေကြပေမဲ့ဒါဝိဒ်ချီးမွမ်းနေဟာလေလုယာဗြိဉ္ဉ်တစ်တာကိုပြန်ယူတယ်တိုင်းနိုင်ငံထဲမှာပြန်လဲချီးမွမ်းတဲ့အခါမှာဘာကိုဖြစ်လာစေလဲဆိုတော့ကွဲပြားဆန့်ကျင်တဲ့အရာတွေအလုံးပေါင်းစည်းစရာအကြောင်းဖြစ်လာဒါကြောင့်သင်မိသားစုထဲမှာအဲ့ဒီချီးမွမ်းခြင်းကိုပြန်လဲသယ်ဆောင်မယ်ဆိုရင်တော့သင်မိသားစုရဲ့မသိမတင့်ခြင်းတွေကွဲပြားစရာအကြောင်းအလုံးကပြန်လဲပေါင်းစည်းဖို့ရတဲ့အကြောင်းဖြစ်လိမ့်မယ်အာမင်ဒါကြောင့်သင်မိသားစုထဲမှာသင်ရဲ့လုပ်ငန်းထဲမှာသင်ဟာတစုံတစ်ခုချုပ်ယွင်ပြီးတော့မှလိုအပ်နေတာမဟုတ်ဘဲနဲ့ချီးမွမ်းခြင်းကိုပြန်လဲသယ်ဆောင်မယ်အာမင်ဒါ
ဒါကြောင့်ဟုတ်ပြီကျွန်တော်စံစာလေးတစ်ချက်ကိုဖတ်ချင်ပါတယ်ဇာခရိအခန်းကြီးနဲ့အပိုင်ငယ်30ဇာခရိအခန်းကြီးနဲ့အပိုင်ငယ်30တွေ့တူကဖတ်ပေးပါဦးတင်းနေတော့Hallelujah. Chansa kaပြောတယ် sing and rejoice တဲ့ချီးမွမ်းပါတရှင်းဆိုပါရှင်လန်းပါပြောချင်တဲ့ຢာတို့ကရှင်းရှင်းလေးပဲဇီးအောင်တို့သမီးတို့တဲ့တရှင်းဆိုရင်ရှင်လန်းတော့ငါလာ၍တင့်အလယ်၌ဘာပြောတယ်လဲချီးမွမ်းခြင်းအလယ်မှာခုနချီးမွမ်းတယ်ဖခင်ကတင်တို့အလယ်ကိုဒီလိုရောက်လာတယ် Hallelujah. Amen. အဲ့ဒီချီးမွမ်းနေတဲ့တင့်မိသားစုမှာတင်ချီးမွမ်းနေဆိုဖခင်ကပြောဆိုအဲ့တင့်မိသားစုရဲ့အလယ်မှာရောက်လာတယ် Hallelujah. တေချာတာတကူကတော့ဖခင်အဲ့ဒီစင်ကြွလာပြီဆိုအဲ့ဒီစင်ကြွလာတဲ့အရာမှာထူခြားခြင်းတွေရှိတယ်နမိတ်လက္ခဏာတွေရှိတယ်အပြောင်းလဲတွေရှိတယ် Amen. Hallelujah. ပြောပါဘုရားသခင်ငါတို့မိသားစုအိမ်ရဲ့အလယ်မှာရှိတယ် Amen. ဖခင်မိတ်တယ်။အိုစီအောင်တို့သမီးတယ်။ကျွန်တော်တို့ကခရစ်တော်ရဲ့တို့သမီးတွေဖြစ်တယ်။ Hallelujah. တင်ကချီးမွမ်းတဲ့အချိန်တွေကောင်းကောင်းမကောင်းကောင်းချီးမွမ်းနေဖခင်ကဆင်းကြွလာတယ်။ဆင်းကြွလာတဲ့အခါမှာတင်ဘာဖြစ်သွားလဲ။စိတ်ချသွားတယ်။ Hallelujah. Hallelujah. အဲ့တဲ့ချင်းကိုနောက်မှကိုလီလီယာဟိုတရက်ကကျွန်တော်တို့ကျောင်းမှာဟိုစနေစားပဲမှာသူလာဆိုသေးတယ်။တချင်းကောက်လိုက်တာလေသူပြောတော့ဆရာအစသချင်းတယ်။ကျွန်တော်တို့ဒီမှာနည်းနည်းရသွားဟာလေလုယာကောင်းချီးဖြစ်ပါတယ်ဒီကာလမှာကျွန်တော်ရဲ့ဖြတ်တန်းရခြင်းတော့သူများစောင်းရေးထားလာလို့ခဲ့စိတ်စားတယ်ဆိုတော့ကိုလည်းဖြတ်တန်းနေရတဲ့အရာတွေအများကြီးရှိတဲ့အခါမှာဒါကြောင့်မိသားစုညီကိုမောင်တို့ချီးမွမ်းနေဆိုတာတင်တယောက်တည်းလုပ်နေတာမဟုတ်ဘူးနဲ့တင်နဲ့အတူဖခင်ရှိနေပါတယ်အဲ့တော့ဖခင်ဆင်းကြွလာတဲ့အခါမှာအပြောင်းလဲတွေဖြစ်တယ်အနာရောဂါတွေငြိမ်းမယ်လွတ်မြောက်ခြင်းတွေရှိမယ်ဝမ်းမြောက်ခြင်းတွေရှိမယ်စိတ်ချခြင်းတွေရှိမယ်အနာဂတ်အတွက်ရှေ့ဆက်ဖို့ရအတွက်အားအင်တွေဖြစ်လာငါဖခင်ငါနဲ့အတူရှိတယ်ဟာလေလုယာဒါကြောင့်ရှင်ဒီတိုင်းမှာချီးမွမ်းနိုင်တော်သူဖြစ်ပါစေအာမင်ဒါကြောင့်ဟုတ်ပြီကျွန်တော်400လေးကိုတစ်ချက်သွားခြင်းပါလေ400အခန်းကြီး3အခန်းကြီး3အပိုက်ငယ်7လေးကိုဖတ်ချင်ပါတယ်တွေ့တူကဖတ်ပေးပါဦးတင်းနေတော့ယောရှဖတ်ကအာမင်ဒီနေရာမှာဒီရှင်ဘုရင်3ပါးကမောဘကိုတိုက်ဖို့သွားရင်းနဲ့လမ်းမှာတောက်เสียရေကုန်သွားတယ်တောက်เสียရေကုန်သွားတဲ့အခါမှာဒီနေရာမှာယူဒာဆိုတဲ့ချီးမွမ်းခြင်းယူဒာရှင်ဘုရင်ဖြစ်တဲ့ချီးမွမ်းခြင်းရဲ့ဟာလာချီးမွမ်းခြင်းကိုပုံဆောင်တဲ့ရှင်ဘုရင်ယောရှဖတ်ပါတယ်ဒီနေရာမှာယောရှဖတ်ကဘာပြောလဲဆိုထောင်ရဖျားဤနှုတ်ကပတ်တော်သည်သူ၌ရှိတော်မူသည်ဟုဆိုလျက်အေးဟာလာရှင်ဘုရင်3ပါးတို့သည်အေလိရှဲထံသို့သွားကြချီးမွမ်းနေတဲ့လူရဲ့အသက်တာထဲမှာဘယ်နေရာမှာနှုတ်ကပတ်တော်ရှိလဲဆိုတာသူကောင်းကောင်းသိတယ်ဟာလေလုယာအမြဲချီးမွမ်းတဲ့လူကဖခင်ကြောင့်တက်ရင်တော့နှုတ်ကပတ်တော်ရှိတယ်ဖခင်ကြောင့်ကိုသွားတယ်ဟာလေလုယာဒါကြောင့်တင်းရဲ့အသက်တာထဲမှာတင်းဒီချီးမွမ်းရင်နဲ့ဘာကိုပါသိလာမလဲဆိုတဲ့အခါမှာစစ်မှန်တဲ့နှုတ်ကပတ်တော်ဘယ်နေရာမှာရှိမလဲအာမင်စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုရှာတွေ့တော်သူများဖြစ်ပါစေအာမင်ငါဘောတော့အပြောင်းလဲငါဘောတော့လွတ်မြောက်ခြင်းတကယ်ကိုဖခင်ပြောတဲ့စကားကိုဘယ်နေရာမှာရှိမလဲသူကောင်းကောင်းသိဒီနေရာမှာသူတို့ရှင်ဘုရင်တွေဘလုံးမတက်နိုင်တဲ့အခြေအနေတစ်ခုကိုသူတို့တွေကချီးမွမ်းခြင်းကရှာတွေ့သွားတဲ့အခါမှာရှင်ဘုရင်တွေအကုန်လိုက်သွားเนาะအဲ့ဒီအောက်မှာเนาะကျွန်တော်တို့အပိုင်ငယ်14လေးကိုကျွန်တော်เนาะငါကိုးကွယ်တော့အာမင်အဲ့တော့ရှင်းမဲအေလိရှေကပြောတယ်မင်းတို့ဒီထဲမှာဟာလာမင်းတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်ခဲ
ဒုက္ခပြဿနာအတွက်အဲ့ဒီအထဲမှာယူဒဆိုတဲ့ချီးမွမ်းခြင်းနဲ့ဆိုင်သောအဲ့ဒီရှင်ဘုရင်ယောရှဖတ်တာမပိုင်ငါစိတ်ဝင်စားတယ်ဒါပေမဲ့ဘာဖြစ်လဲချီးမွမ်းခြင်းပါတဲ့အတွက်ငါစိတ်ဝင်စားတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီအချိန်တွေကသူတို့တို့လုံးဝအချက်တည်းပဲတောက်เสียရေမရှိတော့ဘူးရေမရှိရင်သူတို့ရှင်းဆက်လို့မရဘူးရေမရှိလာရင်အားရင်တွေချိနေလာမယ်ဟာလာသူတို့ရဲ့ရန်သူကအကုန်သိမ်းသွားနိုင်เสียအကြောင်းရှိတယ်ဗျာဒါပေမဲ့အေလိရှေကပြောတယ်ငါယူဒရှင်ဘုရင်ယောရှဖတ်ပါတဲ့အတွက်မင်းတို့အတွက်အဲ့ဒီပြဿနာရဲ့အဖြေကိုငါပေးမယ်မိသားစုညီကောင်မောင်နှမတွေတင်းရဲ့အသက်တာထဲမှာတင်းချီးမွမ်းရင်နဲ့နှုတ်ကပတ်တော်ရှိတဲ့အရက်ကိုရောက်လာတဲ့အခါမှာတင်းရဲ့အခြေအနေတွေအားလုံးဟာအပြောင်းလဲဖြစ်သွားမယ့်ကာလဒီကာလဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာတချို့တွေကစံစာတွေကကိစ္စတွေကပြီးသွားပြီလို့ထင်တဲ့အဖွဲကတတ်ရှိတယ်ဗျာကျွန်တော်တို့အဲ့လိုမယုံဘူးကျမ်းစာတွေကကိစ္စတွေကျွန်တော်တို့ရဲ့အသက်တာထဲမှာဖြစ်လာရမယ်ကျမ်းစာတွေကအဖြစ်ပြက်တွေကျွန်တော်တို့ရဲ့အသက်တာထဲမှာဖြစ်လာမယ်ကျမ်းစာတွေကဖျားပေးတဲ့ဖျားလူတွေကိုပေးတဲ့ကောင်းချီးမင်္ဂလာတွေကျွန်တော်တို့ရလာမယ်ကျမ်းစာတွေကပေးတဲ့ချမ်းသာခြင်းကျွန်တော်တို့ရလာမယ်ကျမ်းစာတွေကပေးတဲ့လွတ်မြောက်ခြင်းကျွန်တော်တို့ရလာမယ်အဲ့လိုပဲယုံနေကျွန်တော်တို့လူကိုမယုံရင်တော့ကျမ်းစာကိုယုံနေကျမ်းစာကိုစိတ်ချဟာလေလုယာဒါကြောင့်အပိုင်းငယ်15မှာဘာပြောလဲ15 16လေးတစ်ချက်လောက်ယေရှုပြဖတ်ပေးပါဦးသင်တို့နဲ့တလိษံတို့သည်အာမင်ရှီမွန်ခြင်းနဲ့မှာဘာရောက်လာလဲဆိုတော့နှုတ်ကပတ်တော်ရောက်လာတယ်ဟာလေလုယာဒါကြောင့်သင်ရဲ့နေ့စဉ်ချီးမွမ်းခြင်းနဲ့မှာဘာရောက်လာမလဲနှုတ်ကပတ်တော်ကဘယ်လိုရောက်လာလဲဆိုတဲ့အခါမှာသင်ဒီဖေခုနပြောရလေဇာခရီထဲမှာဟာလာအိုစီအောင်တို့သမီးတို့တချင်းဆိုရေးရှင်လန်းကြလို့သင်တို့အလယ်မှာငါရှိမီဟုထောင်ရဖျားမိတ်တော်မူလို့ပြောတယ်ချီးမွမ်းခြင်းနဲ့မှာဖျားကရှိတယ်နှုတ်ကပတ်တော်ရှိတယ်တကောက်ဒီညမှာသူတို့ရင်ဆိုင်နေရတဲ့အခြေအနေအတွက်ရှင်းရှင်းလေးပဲမင်းတို့10လောက်လိုက်နော်10ဆိုဒီလိုဟာလား10ပေါင်းလောက်လိုက်ဆိုတာကျွန်တော်တို့ဒီလိုဘေးနေရနေလို့ဒီလိုမျိုးစောက်ခိုင်းလိုက်ပတ်လေအဲ့ဒီထဲမှာတဲ့မင်းတို့တောက်ဖို့ရေဖြစ်လာဖို့ရန်တော်တဲ့မိုးလဲရွာစရာမလိုလေလဲတိုက်စရာမလိုဘာလဲစောင်းတီဟာလေလုယာစောင်းနေဟလာကျိုးဆယ်ပင်တတ်တော့တူရိယာတွေနဲ့ခုနက4000လောက်ဘုရားကိုချီးမွမ်းတယ်အာမင်ဒါကြောင့်တူရိယာပစ္စည်းတွေနဲ့ချီးမွမ်းခြင်းသည်လေဘာဖြစ်လဲအခြေအနေတွေကိုအပြောင်းလဲဖြစ်စေတယ်ကျွန်တော်ယုံကြည်တယ်ဒီမှာတီးခတ်ကြတဲ့ညီကိုတွေအားဖြင့်သူတို့ရဲ့တီးခတ်ခြင်းတွေကလူတွေကိုနှက်ဆိုးထွက်စေမယ်လူတွေကိုချမ်းသာစေမယ်လူတွေရဲ့ဘဝကိုအပြောင်းလဲဖြစ်စေအာမင်ဟာလေလုယာဒါကြောင့်ဒီနေရာမှာမင်းတို့ရဲ့စောင်းတီးတဲ့ဘာတီးခိုင်းလဲမိုးရွာစရာမလိုဘူးတဲ့မင်းတို့တွေ10ပေါင်းကိုလှုပ်တယ်အဲ့မှာမင်းတို့ဘာဖြစ်လဲဟာလာစောင်းတီးပလိုက်တဲ့အဲ့နဲ့စောင်းတီးနေရင်းနဲ့ရေတွေကတဖြည်းဖြည်းပြေးလာတာဟာလေလုယာတဲ့အတ္တတာထဲမှာလည်းချီးမွမ်းခြင်းနဲ့မှာနှုတ်ကပတ်တော်ရောက်လာတဲ့အခါမှာတင်ဘဝအတွက်လိုအပ်တဲ့အခြေအနေတွေအပြောင်းလဲတွေကတဖြည်းဖြည်းဖြစ်လာလိမ့်ဟာလေလုယာချမ်းသာလေးအရန်ကောင်းနေဗျာအပိုင်ငယ်18မှာထိုအမှုသည်ထောင်ရာဖျားဤရှေ့တော်၌ပြောချင်တာဒီကိစ္စလောက်ကမင်းတို့အတွက်အရန်ခက်ခဲနေတဲ့ကိစ္စကဖျားအတွက်တာမညာအမှုပဲဟာလေလုယာဒါကြောင့်တည့်ရတဲ့တာထဲမှာဒီနေ့မှာနားလည်သွားရမယ့်အရာတစ်ခုကတင်းဒီချီးမွမ်းခြင်းနဲ့နှုတ်ကပတ်တော်နဲ့မွေးလျော်လာခြင်းမှာတင်းရတဲ့တာထဲမှာချီးမွမ်းခြင်းနဲ့မှာနှုတ်ကပတ်တော်ရောက်လာခြင်းမှာတင်းရင်ဆိုင်နေရတဲ့အခက်အခဲဒါဘာမှမဟုတ်ဘူးပဲဟာလေလုယာတင်းကြုံတွေ့နေရတဲ့အခြေအနေဘာမှမဟုတ်သေးဘူးအဲ့ဒီအခြေအနေတွေပြောင်းလဲလာမယ်ဖခင်နမိတ်လက္ခဏာနဲ့အောင်းပွဲတော်အမှုတွေပြုလာမယ်အာမင်ရှင်ဘုရင်3ပါးဘလို့မှအဖြေရှာလို့မရတဲ့အရာကိုချီးမွမ်းခြင်းနဲ့နှုတ်ကပတ်တော်ပေါင်းစည်းခြင်းမှာဖြစ်တည်လာကျွန်တော်ရဲ့အသက်တာထဲမှာလည်းတချို့တွေကျွန်တော်အသက်တာထဲမှာတချို့သောအကြောင်းအရာတွေရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒီအရာအတွက်တ
တခြားသောသူတရားရဲ့ဆူတောင်းပေးခြင်းတွေမလိုအပ်ဘူးလို့မပြောပါဘူးအလိုအဆုံးအရာကအဲ့ဒီချီးမွမ်းခြင်းနဲ့ဟာလာ revelation ဆိုတဲ့ဖွင့်ပြချက်နှုတ်ကပတ်တော်ရောက်လာရင်အခြေအနေတွေအားလုံးကတင်လဲကြည့်တာနဲ့ဝါပြောင်းလဲသွားပြီဟာလေလုယာအာမင်ဟုတ်ပြီအဲ့ဆိုကပောက်ချန်ခန်းကြီး29ကပောက်ချန်ခန်းကြီး29လေးသွားချင်ပါတယ်အပိုင်းငယ်35လေးကိုတစ်ချက်သွားချင်ပါတယ်တွေ့တူကောအာမင်တပါးထဲမှာပဲကပောက်ချန်ခန်းကြီး49အပိုင်းငယ်8လေးကိုသွားပေးပါဒါကြောင့်ဒီနေရာမှာယူဒရဲ့အဓိပ္ပာယ်ဘာဖြစ်လဲချီးမွမ်းခြင်းဖြစ်အာမင်ယူဒရဲ့အဓိပ္ပာယ်ဘာဖြစ်လဲချီးမွမ်းခြင်းအဲ့တော့ဟုတ်ပြီတွေ့ရင်တူကဖတ်ပြအောင်တွေ့နေတော့ယူဒတင်းဒီမြေကိုလို့ချီးမွမ်းရတော့သူဖြစ်တင်းလက်ဒီတင်းကျန်သူလေးမင်းပေါ်မှာရှိလိမ့်မည်အပိုင်းသားလို့ဒီတင်းရှိမှာအုံမျိုးဆက်ကြလိမ့်မည်အာမင်ထပ်ပြီးပြောတယ်ဒီနေရာမှာယူဒတဲ့မင်းကချီးမွမ်းခြင်းဖြစ်တယ်ဒါကြောင့်အဲ့ဒီချီးမွမ်းခြင်းဆိုတာတဲ့သင်ဤလက်တည်တဲ့သင်ဤရန်သူလေဘေးပေါ်မှာရှိတယ်ချီးမွမ်းခြင်းဆိုတာတနည်းအားဖြင့်ကျွန်တော်ပြပြမယ်ဘယ်လိုပုံစံလဲသင်ရဲ့ရန်သူပေါ်မှာလေဘေးမှာဒီမှာချက်ကောင်းကြိုက်တာအာမင်ချီးမွမ်းနေတဲ့လူကဘာဖြစ်တာလဲရန်သူရဲ့ချက်ကောင်းကိုကြိုက်ထားတာဟာလေလုယာအာမင်မချီးမွမ်းတဲ့လူရဲ့ချက်ကောင်းတော့ရန်သူကကြိုက်ထားလိုက်တာတချို့ကြောင့်မချီးမွမ်းတဲ့အတွက်ရန်သူကဘာဖြစ်လဲစာတန်ကသူ့ရဲ့ချက်ကောင်းကင်ထားလိုက်တာ तू မလုံနိုင်တော့ဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲချီးမွမ်းမယ်ချီးမွမ်းတဲ့အတွက် तू ကဘာဖြစ်လဲရန်သူလှုပ်လို့မရဟဲ့ကောင်စာတန်မလုံနဲ့နော်လဲမျိုးကတော့ငါတပ်လိုက်မယ်အာမင်ဘာဖြစ်တာလဲရန်သူတဲ့အိမ်မှာလှုပ်ရှားလို့မရအောင်ရန်သူတဲ့လုံငါမှာလှုပ်ရှားလို့မရအောင်ရန်သူတဲ့အသက်ရှင်ရတဲ့နေရာထဲမှာလာလှုပ်ရှားလို့မရအောင်အာမင်ဟာလေလုယာတပါးထဲမှာပဲဒီမှာအဘိုင်းသားတို့ဒီသိရှိမှာဥညွှတ်ချလိုက်ပြီဘာလဲသင်ကိုခေါင်းဆောင်ကောဘိတ်သိပ်ပါတခါလေးပေးတယ်ဟာလေလုယာချီးမွမ်းတဲ့လူရဲ့တတ်တာထဲမှာဘာရောက်လာလဲခေါင်းဆောင်ကောဘိတ်သိပ်ရောက်လာတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့တတ်တာထဲမှာဒီချီးမွမ်းခြင်းဆိုတဲ့အရာကိုရှော့ထွက်လို့မရအောင်နော်အဲ့ဒီချီးမွမ်းခြင်းကစာတန်ကိုလည်းအနိုင်ယူလို့ရတယ်လို့အဲ့ဒီချီးမွမ်းခြင်းကကျွန်တော်ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်တွေဖွင့်ပြခြင်းကိုခံယူလာဖို့ရန်အတွက်အကြောင်းပဲလေဖြစ်တယ်ဗျအာမင်ခါလေးမှာကိုကိုရဲ့ချီးမွမ်းကိုကိုရဲ့နေနေတခါလေကြာလည်းတချို့ကထင်တာကိုကိုခြင်းနဲ့မှာပဲဘုရားစကားပြောတယ်ထင်တာမဟုတ်ဘူးဗျတခါလေချီးမွမ်းခြင်းနေကခုန်နေနေဘုရားရဲ့စကားပြောခြင်းခံစားရတယ်တိခတ်နေနေဟလာလုံးဝ free worship တွေမှာလုံးဝဟလာလုံးဝအဲ့ထဲမှာဖွင့်ပြချက်တွေရကြအာမင်သင်ရတော်သူဖြစ်ပါစေဒါကြောင့်ကျွန်တော်ပြောပြမယ်အဲ့ဒီချီးမွမ်းခြင်းတွေကနေပဲယေရှုမွေးဖွားလာတာဖြစ်တယ်အာမင်အဲ့ဒီယူဒရဲ့အနွယ်တွေကနေဘယ်သူထွက်လာလဲဗျာယေရှုမွေးဖွားလာတယ်ယူဒအမျိုးတွေကနေယေရှုမွေးဖွားလာတယ်ညီးတွားခြင်းနဲ့မှဘုရားလုပ်လို့မရဘူးဗျာဒါကြောင့်သင်ဒီညီးတွားရမယ်အစာများများချီးမွမ်းမှုဖြစ်တယ်အာမင်ချီးမွမ်းစရာအခြေအနေရှိမှချီးမွမ်းရမှာမဟုတ်ဘဲနဲ့ချီးမွမ်းခြင်းဆိုတာခံစားချက်နဲ့မသက်ဆိုင်တဲ့အတွက်နေ့တိုင်းမှာကျွန်တော်တို့ဟာချီးမွမ်းနေတော်သူဖြစ်ဖို့လိုပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဥပမာတစ်ခုပေါ့ကျွန်တော်နဲ့လူတယောက်မတည့်ဘူးအစင်မပြေဖြစ်ထားတယ်ကျွန်တော်မကြိုက်သူ့မုန်းတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီမှာဆရာအဆရှိမှာလာလေတဲ့အခါမှာဆရာအဆကျွန်တော်မုန်းတဲ့ရန်သူကိုရေးလဲထိုင်ပြီးချီးမွမ်းနေတယ်အဲ့ဒီဟာရေးလဲကောင်းတယ်ရေးလဲမိုက်တယ်ပြောရဲကျွန်တော်ကြနေနိုင်မလားအဲ့နေရာမှာကြနေနိုင်မယ်ထင်လားဘာလို့လဲကိုမကြိုက်တဲ့လူကိုရဲ့ရန်သူကိုသူကချီးမွမ်းခံအရန်ဖွင့်နေကျွန်တော်အဲ့ရမှာကြနေလို့မရနားလည်မလားဗျာဒါကြောင့်သင်ရဲ့အသက်တာထဲမှာသင်များများချီးမွမ်းပြီးဖခင်သခင်ရဲ့တတ်နိုင်ခြင်းကိုဟာလာသင်ပြောထုတ်နေခြင်းထဲမှာရန်သူကြမနေဟာငါဒီအိမ်မှာနေလို့မရအောင်ငါမြန်သွားမယ်ဟာငါဒီအသက်တာထဲမှာငါမြန်နေလို့မရသူတို့ရန်ချီးမွမ်းတယ်အာမင်ဖခင်ကိုများများချီးမွမ်းခံဖွင့်တဲ့အရာမှာရန်သူစားတာမနေနိုင်ဘူးဗျာဟာလေလုယာအာမင်ဒါကြောင့်ချီးမွမ်းခြင်းမှာဒါဝိဒ်ရဲ့ချီးမွမ်းခြင်းတွေကဒါပဲဗျာ
ကျွန်တော်ဒီနောက်ပိုင်းမှာဆိုအဲ့ဒီမျက်မှောက်တော်အဲ့ဒီချီးမွမ်းခြင်းတွေနဲ့ပတ်သက်တယ်ကျွန်တော်တို့ကဒီချီးမွမ်းဒီလိုအဲ့ဒီအရာတွေကိုပဲချီးမွမ်းခြင်းအာမင်အဲ့တော့ရှီလောဆိုတာကဟီဘရူဘာသာစကားအရငြိမ်သက်ခြင်းနဲ့မေရှိယဖြစ်တယ်အဲ့တော့ရှီလောမရောက်မီယာဇလန်နန်ဒီဇူဒစီကမရွေ့ရလို့ပြောတာကမေရှိယဖြစ်တဲ့ယေရှုမကြွမလာမချင်းတဲ့ရှင်ဘုရင်သည်ယူဒအထွဲရပဲထွက်ရအဲ့ဒီအရာကိုပုံဆောင်တာဖြစ်တယ်အာမင်အဲ့တော့အဲ့ဒီရှီလောမရောက်မီယာဇလန်ဒန်ဒီတဲ့ဇူဒစီကမရွေ့ရရှင်ဘုရင်သည်ချီးမွမ်းခြင်းတွေကပဲထွက်ရအာမင်ဇူဒဆိုတဲ့ချီးမွမ်းခြင်းထဲကနေပဲရှင်ဘုရင်တွေထွက်ရဒါကြောင့်ကျွန်တော်တို့ရဲ့ဒီကာလမှာလဲဘာဖြစ်လဲယေရှုဒုတိယအချိန်မကြွမလာမချင်းရှီလောရဲ့ယာဇလန်ဒန်ဒီယူဒရှိကမထွက်ရအောင်သင်နဲ့ကျွန်တော်ရဲ့အမျိုးနွယ်တွေကပဲရှင်ဘုရင်တွေထွက်လာရမယ်ဟာလေလုယာအောက်ဆိုးတဲ့ဒိုမီနီယံနဲ့သက်ဆိုင်တဲ့အဲ့လိုလူမျိုးတွေထွက်လာရမှာဖြစ်တယ်ကျွန်တော်ဒီကျမ်းစာကိုကျွန်တော်လေ့လာပြီးအရန်သဘောချဟာလေလုယာဒါကြောင့်သင်ရဲ့အသက်တာထဲမှာနော်ဓမ္မဟောင်းမှလည်းအဲ့လိုဖြစ်ခဲ့ပြီးပါပြီယေရှုမကြွမလာမချင်းရှင်ဘုရင်လို့ပြောရင်ယူဒထဲကနေဣသရေလလူမျိုးတွေတောင်မှရှောလူကိုသူတို့ရဲ့ဟာလားရှင်ဘုရင်နေနဲ့မတတ်မှတ်ပဲဒါဝိဒ်ကိုသူတို့ရဲ့ရှင်ဘုရင်လို့ပထမရှင်ဘုရင်လို့အရန်တတ်မှတ်တတ်ကြတယ်။ဒါကြောင့်မိသားစုညီကောင်မောင်နှမတွေတင်းရဲ့ချီးမွမ်းခြင်းကနေပယ်အသီးသီးကိုပုတ်အုပ်ဆိုးတဲ့ generation တွေတင်းရဲ့မိသားစုတွေကထွက်ခွာလာမှာဖြစ်တယ်။ထွက်ပေါ်လာမှာဖြစ်တယ်။အာမင်။ဒါကြောင့်ချီးမွမ်းခြင်းကိုရင်ခုန်စိတ်လှုပ်ရှားတော်သူဖြစ်ဖို့လိုတယ်။အာမင်။တချို့အသင်းတော်တွေမှာအရန်၆ကတ်သွားတယ်ဝမ်းနေစရာကြီးအသင်းတော်တစ်ခုဖြစ်လာရင်သာထိုးနှက်ကြပြီမဲ့အရက်ဆိုင်နေ KTV တွေဘားတွေတစ်ခုတိုးလိုက်ဘယ်သူမှဘာမှမပြောရဲဘူးအဲ့ဒီအရာတွေထက်ဆိုင်ကျွန်တော်တို့အသင်းတော်တွေနည်းနေပါသေးတယ်ရက်ကော့တိုင်းမှာလူငယ်ပြုစုပြောထောင်ရေးကလေးသာသနာနဲ့ဆိုင်တဲ့အရာတွေအများကြီးပေါ်ထွက်လာဖို့လိုပါသေးတယ်အာမင်ကျွန်တော်တို့ရဲ့နိုင်ငံအခြေအနေနဲ့တွက်မယ်ဆိုရင်ဒီလို ministry ပေါင်းများစွာအများကြီးထွက်ပေါ်လာဖို့လိုပါသေးတယ်အာမင်ဒါကြောင့်တည့်ရဲ့အသက်တာထဲမှာတင်သည်နေ့စဉ်တိုင်းမှာချီးမွမ်းတော်သူဖြစ်ပါစေနောက်ဆုံးအနေနဲ့ကျွန်တော်တရားသူကြီးမတ်စာအခန်းကြီး1ရဲ့အပိုင်ငယ်1နဲ့လေးကိုသွားချင်ပါတယ်တွေ့လူကဖတ်ပေးပါဦး1နဲ့3အာမင်ဒီနေရာမှာဣသရေလလူမျိုးရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ဣသရေလလူမျိုးတွေအလုံးကိုခါနန်ပြည်တဲကိုခေါ်ဆောင်တဲ့ယောရှုမရှိတော့ဘူးဗျမောရှေတော်မရောက်တဲ့နယ်ပယ်ကိုယောရှုရောက်တယ်အဲ့ဒီယောရှုမရှိတော့တဲ့နောက်မှာဒီလူတွေရှေ့ဆက်ပြီးဘလို့ခြီသွားရမလဲဖခင်ကမိန့်တယ်ယူဒခြီသွားပါအာမင်ဒီလူမျိုးစုရှေ့ဆက်ပြီးတော့မှသိမ်းရမယ်နယ်ပယ်တယ်ရှေ့ဆက်ပြီးတော့မှဟာလာရယူရမယ်အောင်မြင်ခြင်းနဲ့ပတ်သက်တဲ့အရာတွေအားလုံးအတွက်ယူဒပဲချီးသွားပါအာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့အားလုံးရဲ့အသက်တာထဲမှာလည်းဘာဖြစ်လဲချီးမွမ်းခြင်းနဲ့ဥဆောင်နေဖို့အရေးကြီးပါတယ်ဟာလေလုယာဒါကြောင့်မလို့ယောရှုလိုပဲအမှုဆောင်နိုင်တာယူဒလိုမျိုးဖြစ်တယ်ချီးမွမ်းခြင်းကယောရှုလိုပဲဘယ်သူမှမရောက်တဲ့ဟာလာဘာမောရှေတောင်မရောက်နိုင်တဲ့နေပယ်တွေကိုဣသရေလလူမျိုးတွေကိုခေါ်ဆောင်သွားတယ်လို့ပဲတဲ့ရဲ့အသက်တာထဲမှာလဲတင်ဒီချီးမွမ်းလာတဲ့အခါမှာတစ်မိသားစုအနေနဲ့ဘလို့မှမရောက်နိုင်တဲ့နေပယ်ကိုတင်ဒီခေါ်ဆောင်တော်သူဖြစ်လာမှာဖြစ်တယ်အာမင်ဒါကြောင့်နေ့စဉ်တိုင်းမှာချီးမွမ်းတော်သူလုပ်ရအောင်ဟာလေလုယာအာမင်အချင်းဒီကောင်းကျွန်တော်တို့ချီးမွမ်းဖို့